ကော်ဖီကိုနေ့တိုင်းတောက်ရင်ဘာဖြစ်မလဲပထမနေ့အရန်ထိတယ်အုံနောက်ကနိုးလာတယ်အာယုံစူးစိုက်မှုကထက်မြက်လာတယ်စွမ်းအားရှိတယ်လို့ခံစားရတယ်ဒါကလိမ်လည်မှုလို့မင်းထင်နေတယ်ခုနှစ်ရက်မြောက်နေ့အဲ့ဒီတစ်ခွက်စာကအလုံးမလုံးတော့ဘူးဒါကြောင့်မင်းနောက်ထပ်တစ်ခွက်ထပ်တောက်တယ်မင်းလက်တွေတုံလာတယ်ဒါပေမဲ့မင်းကအဲ့ဒါကိုစွမ်းရည်လို့ခေါ်တယ်14ရက်မြောက်နေ့ကာဖိန်းဓာတ်ကမင်းရဲ့ပင်ပန်းနွမ်းနယ်မှုလက္ခဏာတွေကိုလုံးဝပိတ်ဆို့ထားတယ်မင်းရဲ့အုံနောက်ကနောက်ထပ်မောပန်းတယ်လို့မခံစားရတော့ဘူးမင်းတဏီကုံချုံနှောင်ခံထားရတယ်လို့ခံစားရပေမဲ့အိတ်ဆက်ချင်းကပျက်စီးနေတဲ့30ရက်မြောက်နေ့အခုကုန်ကြစည်ပေါ်လာပြီမင်းရဲ့နှလုံးခုန်တုံးကညံနေမင်းရဲ့စိတ်ဖိစီးမှုကမြင်မာနေတဲ့စိုးရိမ်ပူပန်မှုကပုံမှန်လိုပဲခံစားရတယ်ကော်ဖီတစ်ခါမတောက်ရင်ခေါင်းကိုက်တာကပြင်းထန်တယ်လို့ခံစားရတယ်60ရက်မြောက်နေ့မင်းကစွန့်ရင်အတွက်ကော်ဖီမတောက်တော့ဘူးမင်းကပုံမှန်ခံစားရဖို့ပဲတောက်တယ်ကော်ဖီကမင်းကိုပိုတန်မာစေတာမဟုတ်ဘူးမင်းကိုမိခိုစေတယ်